အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Susan Design School မှာ Founder Teacher စုစုခိုင်ဖြစ်ပါတယ်ဒီနေ့အားလုံးကို sharing လုပ်ချင်တဲ့အကြောင်းအရာလေးကတော့ဒီအနောက်မှာတွေ့ရတဲ့ပုံစံလေးအတိုင်းပေါ့နော်ပုံစံအသေးလေးပေါ့အဲ့ဒီတစ်ထည်ရဲ့ကိုကကော်လန်ပြခြင်းကော်လန်အိတ်ပြခြင်းအိတ်ပေါ့နော်အဲ့လိုမျိုးအပိုင်းတစလေးကိုချုပ်ပြီးတော့တင်နန်းလက်ခံနဲ့တင်နန်းဆီယာမတော့၎င်းဒါမှမဟုတ်လို့ရှိရင် ready to wear ချုပ်တဲ့လူတော်၎င်းပေါ့နော်လိုအပ်တဲ့အတွက်အားလုံး sharing လုပ်ခြင်းဖြစ်ပါတယ်ကျမကနိုင်ငံခြားဆရာတွေလိုက်ပြီးတော့လိုက်ရှာတဲ့အခါနိုင်ငံခြားအကြောင်းတွေလိုက်စုံစမ်းတဲ့အခါမှာကျောင်းတစ်ကျောင်းကနေပြီးတော့ဒီလိုလေးပေါ့နော်ချုပ်ထားတယ်နမူနာချုပ်ပြထားပါတယ်ဒါလေးကိုကျမကနမူနာယူပြီးတော့ကျမဒီလိုလေးတွေပြန်ပြီးတော့ကျောင်းမှာချုပ်ထားတယ်ပြီးတော့ကျမတို့စီမှာလာပြီးတော့လာအနန္နာပဲဖြစ်ဖြစ်ပြီးတော့ဒီကျောင်းသားကိုပေါ့နော်ပြရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးကြတော့ရှင်ကျမတို့အတွက်ကနမူနာတွေဖြစ်တဲ့ရှိတဲ့အတွက်အဆင်ပြေပါတယ်ဒါလေးကိုနမူနာလေးတွေပေါ့နော်ရင်ဆုံးပြပါမယ်အားလုံးကိုတစ်ခုချင်းစီပြပါမယ်ပြီးလို့ရှိရင်လည်းပေါ့နော်အဲ့တော့ပြောချင်တာပေါ့နော်ဒီလိုလေးတွေအကြောင်းသားအနေနဲ့ဆိုလို့ရှိရင်လည်းဒါကျမတို့စီမှာဆို ready to wear အကြောင်းသားတွေဆိုလို့ရှိရင်ပေါ့နော်ဒီလို ready to wear collar နဲ့ ready to wear 80အကုန်လုံးချုပ်ရတယ်ဒါကတော့ကုတ်တွေပေါ့နော်ဒီကုတ်နှစ်ခုကလည်းတူမလို့နဲ့မတူပါဘူးဒါကိုလည်းအနည်းငယ်ပေါ့နော်အချိန်လေးနဲ့စင်ပြေအောင်ပေါ့အနည်းငယ် sharing လုပ်သွားပါမယ်ဒီကုတ်နှစ်ခုကကြည့်လိုက်လို့ရှိရင်တော့ကုတ် collar တူတူပဲဒါပေမဲ့ချုပ်ပုံချုပ်လို့မတူပါဘူးအခုနောက်ပိုင်းကပေါ့နော်ဒီအခုနောက်ဆုံးမှပေါ်တဲ့ကုတ်တွေပါဒီပုံစံကလက်ဘင်းမှာလည်းကတ်နေရမယ်ဒီလိုလေးလည်းထောင်လေးလည်းဖြစ်ရမယ်ပေါ့နော်အဲ့အတွက်ကိုဒါပညာလေးတွေပေါ့ဒီကတ်တင်ဘိုင်းမှာပညာလေးတွေထည့်ထားတယ်ဆွဲရင်းဘိုင်းမှာလည်းနည်းနည်းပညာလေးတွေပါပါတယ်ဒါလေးကိုပေါ့နော်ဒီကတော့ကုတ်တင်ကန်းစာမှာပါပါတယ်သိချင်တယ်ဆိုလို့ရှိရင်တော့တင်တန်းတက်လို့ရပါတယ်နောက်တစ်ခုကအသေးစိတ်သိချင်တယ်ဆိုရင်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ sharing လုပ်တဲ့အကြောင်းအရာလေးကတော့ဒီအိတ်နမူနာလေးတွေကော်လန်နမူနာလေးတွေပြီးတော့ဒီလက်ဖက်နမူနာလေးပေါ့နော်ကျမကိုယ်တိုင်ချုပ်ထားတာရောပြီးတော့ကျမတပည့်လေးတွေချုပ်ထားတာရောအားလုံးပြပါမယ်ဘောင်းမီစစ်ပုံစံလေးပေါ့နော်ဒါလေးတွေကိုနမူနာယူပြီးတော့ပြန်ပြီးအားလုံးပဲပြန်ပြီးတော့အသုံးပြုလို့ရပါတယ်ဒီဘယ်နဲ့ပေါ့နော်ဒီ ready to wear ချုပ်တဲ့လူတွေဆိုရှင်လည်းဒီအိတ်ပုံစံလားဒီ collar ပုံစံလားဆိုတာတခါတည်းပြလို့ရတာပေါ့နော်ကိုအပ်မဲ့လူတွေကိုနောက်တစ်ခုကကျတော့ဒီတင်နန်းသားဆိုလို့ရှိရင်လည်းတင်နန်းသားတွေကိုလည်းဒီဟာလေးတွေပြန်ပြီးတော့ sharing လုပ်လို့ရပါတယ်ရှင်ဟုတ်အဲ့တော့ပေါ့နော်ခုဒီအိတ်ပုံစံလေးနမူနာလေးကိုပြလိုက်ပါမယ်နော်ဒါကတော့နောက်မှာပြထားတဲ့ကုတ်ကော်လန်2မျိုးပါဒီဟာကြည့်ရင်တော့ပုံစံတူတူပဲလို့ပဲဒါပေမဲ့ချုပ်တဲ့အပိုင်းမှာရောဒီပတ်တန်ပိုင်းမှာရောနည်းနည်းလေးကွာပါတယ်ဒါကတော့ဒီအပေါ်ကော်လန်ကတစ်ဆက်တည်းပေါ့နော်ဒီကောင်ကတော့ဒါအခုနောက်ပိုင်းမှာအခုမှပေါ့နော်အခုမှလုံးဝ latest ပေါ်တဲ့ပုံစံမှာဒါလေးကတော့ပေါ့နော်ဒီကောင်ကလုံးဝဒီကုတ်ကော်လန်ပုံစံရိုးရိုးလေးပဲ update တွေအများကြီးပြန်လုပ်ထားတာကတ်တင်ပိုင်းမှာဆွဲရင်းပိုင်းမှာပေါ့နော်တေးစိတ်သိချင်လို့ရှိရင်ကုတ်တီးတန်းတင်တန်းလည်းရှိပါတယ်ဒါကတော့ကုတ်နံပါတ်1ပါဒီကုတ်ကပေါ့နော်ဒါအရင်တော့ဆိုလို့ရှိရင်တော့ဒီလိုပုံစံမျိုးလေးတွေလည်းပေါ်တာပေါ့နော်ဒီလိုပုံစံမျိုးလေးတွေဒါကတော့ကုတ်နံပါတ်2ကိုရီးယားမင်းသားတွေလည်းတော်တော်လေးဝတ်ကြတာပေါ့နော်ဒါမိန်းကလေးယောက်ျားလေးတူတူဝတ်ကြတယ်တစ်ဆက်တည်းကုတ်ပေါ့နော်တစ်ဆက်တည်းကော်လန်ပေါ့ဒါကကုတ်နံပါတ်3ဒီကတော့ဒါကတော့တကယ်ပေါ့နော်ဘယ်လိုခေါ်မလဲရှေ့တစ်မျိုးနောက်တစ်မျိုးနဲ့ကုတ်ကော်လန်ပါဒါကတော့ကျမရဲ့နိုင်ငံခြားဆရာကြီးယောက်ကသူနိုင်ငံခြားသားတွေပဲတီးတဲ့တေးတက်တင်တဲ့အတန်းမှာတင်တာပါဒါကိုကျမကတော့ပေါ့နော်ဆရာပေးနာမှာနီးပြတ်နေခွင့်ရခဲ့တဲ့အတွက်ဒီကော်လန်လေးကိုပြန်ပြီးတော့ sharing လုပ်ပါတယ်ဒါကတော့ဟာဝေယန်ကုတ်လို့ခေါ်ပါတယ်ဒီဟာဝေယန်ကုတ်ကဒါဘယ်လိုခေါ်မလဲဆိုတော့ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးစစ်ချိုးလေးဒါ cosplayer တွေအများကြီးကျွန်မချုပ်ခဲ့တဲ့အခါကျတော့ cosplayer တွေအတွက်အများကြီးဒီလိုပုံစံတွေချုပ်ရတယ်ရှင်နောက်တစ်ခုကဒါလေးတစ်ခု sharing လုပ်ချင်တာရှိသေးတယ်ဒီဟာဝေယန်ကုတ်မှာဆိုလို့ရှိရင်အပေါ်ကို strip ထည့်လိုက်လို့ရှိရင်လည်းဒါကလေမင်းသားတွေတော်တော်များများဝတ်တာတွေတွေ့ပြီးမှာပါနော်ဒါကတော့အိတ်တွေပေါ့အိတ်ကတော့ဒါကတော့အိတ်ဖုံးမျိုးပေါ့နော်ဒါလေးကဒါ ready to wear သင်ခန်းစာအတွက်ပေါ့နော်ဒါကတော့ဒါကာကိုအိတ်ပေါ့ဒါအကျဲလေးတွေလက်နဲ့ပေါ့နော်လက်နဲ့ချုပ်ရင်ချုပ်ရတယ်ဆိုတာကိုပြချင်တဲ့အတွက်ဒါလုံးဝမဖြီးထားပါဘူးဒီလိုမျိုးလေးတွေကိုဒါနမူနာဒီလိုချုပ်ရတယ်ဆိုပြီးတော့လက်နဲ့အရင်တီးရတဲ့အတွက်အချိန်လေးကိုပေးပါအဲ့ဒီအချိန်ကြောင့်မလို့ပေါ့နော်ပို့ပြီးတော့တက်ရက်စီရလှပစီရပေါ့နော်
ဒီမှာဆိုလည်းဒီတိုင်းပဲပေါ့နော်မြင်ပါလိမ့်မယ်ဒီမှာလက်နဲ့အကျဲတီထားတဲ့အကြောင်းလေးအဲ့အကြောင်းလေးတမင်သက်သက်ကိုထားတာပါနော်ဒါဆိုလို့ရှိရင်ဒီဟာဆိုရင်ဒါ zip 8ပေါ့နော်ဒါ zip 8ဒီကတော့ double ခေါ်ရပေါ့နော်နှစ်ဖက်ပါတယ်ပေါ့နော်အမဲနဲ့ဆိုတော့မြင်ပါဆိုလို့ဒီကတော့ဒါဒီဘက်ကတော့ U single ပေါ့နော်ဒါ U single ဒီဘက်ကတော့ single မှစစ်တက်ထားတာ single မှစစ်တက်ထားပါတယ်ဒါ jacket သမားတွေကုတ်သမားတွေအတွက်ပေါ့နော်ဒီသင်ခန်းစာလေးကအထူးပေါ့နော်ဒါကတော့ဒါရှက်လက်ဖက်ပေါ့နော်ဒါလေးကကျွန်မကိုယ်တိုင်ချုပ်ထားတာဒါလေးလည်းခုနကပြောသလိုပဲဒါအကျဲချောင်းနဲ့အရင်ချုပ်တယ်ဆိုတာလေးပြချင်တယ်ဒါကျွန်မကိုယ်တိုင်ဒီဥစ္စာကိုဒီလိုမျိုးတေချာဒီဘောလက်နဲ့ကျဲတီးပြီးချုပ်ရတယ်ဆိုတဲ့သင်ခန်းစာတွေကိုတမင်သက်ချုပ်ပြတာပေါ့နော်ကျောင်းသားတွေကိုဒါပြလက်နဲ့အရင်မတီးလို့ရှိရင်ပြန်ချုပ်တဲ့ခါကျရင်ပြန်မညှိပြန်ပြီးတော့ဖြီးရတဲ့အချိန်ကပိုကုန်ပါတယ်လက်နဲ့ကျဲတီးတဲ့အတွက်ကုန်သွားတဲ့အချိန်လေးကိုသုံးပေးပါလို့ပြောချင်ပါတယ်ဒါကလည်းကျမကိုယ်တိုင်ချုပ်ထားတဲ့သင်ခန်းစာပေါ့နော်ဒါကတော့ဒါဘေးရိုးအိတ်တွေပေါ့နော်ပေါင်းမီရဲ့ဘေးရိုးအိတ်တွေဒါအဆောင်နဲ့အဝိုက်ပေါ့နော်နှစ်မျိုးပြတာဒီကကျတော့ဒီမှာတစ်ဆင့်ချုပ်တဲ့သင်ခန်းစာအစပေါ့နော်ချုပ်တဲ့သင်ခန်းစာတစ်ဆင့်ဘလူးဆိုတာကိုပြန်ပြီးတော့ရေးထားတာပေါ့နော်ဒါလေးကတော့ဒီမှာစစ်ပေါင်းမီစစ်တက်တာပေါ့နော်ပေါင်းမီစစ်တက်တာဒီဟာဆိုလို့ရှိရင်ဒီမှာဒီလိုလေးပြချင်တယ်ပေါ့နော်ဒီလိုလေးတက်ရက်လေဒါလည်းဆရာမကိုယ်တိုင်ချုပ်ထားတာပါနော်တောင်းသားတွေကိုတစ်ဆင့်ချင်းသေချာရှင်းပြထားပါတယ်ဒါကတော့ ready to wear collar တွေအများကြီးရဲ့မှာ level ပုံတွေအများကြီးရဲ့မှာပေါ့နော်နမူနာတချို့ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒါဟိုနေ့လေးအချိန်လေးကိုနည်းနည်းကန့်သက်ပြီးတော့တစ်ချက်လေးဒါလေးပြတာပေါ့နော်တောင်းလို့ရလေးတွေကိုဒီຢာလေးဆိုလို့ရှိရင်လည်းဒါ ready to wear ထုတ်ရောင်းတဲ့လူတွေအတွက်လည်းနမူနာလေးတွေပြလို့အဆင်ပြေပါတယ်နောက်တစ်ခုကကျတော့ဒီဟာသင်ခန်းစာအနေနဲ့လည်းပေါ့နော်ဒီဟာချုပ်ထားဖို့ကောင်းပါတယ်ကော်လန်လေးတွေကဒီလိုမျိုးမြားချွန်လေးတက်လေးတွေပေါ့နော်အဲ့လိုလေးပါပါတယ်ဒါကောင်းလို့ရလေးပြတာပေါ့နော်ဒီဟာခုနပြောသလိုပဲလေဘင်းပုံစံတွေအများကြီးရဲ့မှာကောင်းလို့ရလေးပြတာပါဒါဆိုလို့ရှိရင်ပေါ့နော်တော်တော်လေးတော့ဆုံးသွားပြီလို့ထင်ပါတယ်ဒါပြောနေပေါ့ဒါနမူနာချုပ်ထားတဲ့အားလေး sharing လုပ်တာပါဒါအခုဆိုလို့ရှိရင်နမူနာတွေပေါ့နော်ဘယ်လိုလေးတွေကိုယ့်ရဲ့အကြောင်းမှာပြထားရမယ်ကိုယ့်ရဲ့ဒီ ready to wear လုပ်ငန်းအခုမှစတင်တဲ့လူတွေဆိုလို့ရှိရင်လည်းဘယ်လိုတွေ column လေးကို customer အတွက်နမူနာပြဖို့အတွက်ပြထားရတင်တယ်ဆိုတာလေးအကြံပြုချက်လေးကိုအားလုံး sharing လုပ်ပါတယ်ဒီနှင်းပေါ့နော်ဒါတွေကပေါ့နော်တကယ်ကိုအကျိုးရှိပါတယ်ဒါကြောင့်မလို့အားလုံး sharing လုပ်ခြင်းဖြစ်ပါတယ်နောက်ထပ်လည်းဥဒုတရစရာအများကြီးတွေကိုပြန်ပြီးတော့ sharing လုပ်ပါအောင်မယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့ဒီဇိုင်နာစုခိုင်ပါရှင်